ပတ်ဝင်လိုက်ရှင်တို့ရတော့မယ်ချစ်ရဲ့နှုတ်ဆက်ခဲ့ပါတယ်ခွဲရတော့မယ်ချစ်ရဲ့ဒီကောင်းကြီးထွက်နေတယ်ငါလေခေါက်ထွက်တော့ तू ကဘယ်တော့မှမသိပါရှင်းပန်းသွားပြီချစ်ရဲ့ကပိုင်းနိုင်မိလာတယ်ကာတိုက်သွားပြီချစ်ရဲ့ခွေးလေးတနာပါတယ်ငါမျိုးခွေးနဲ့ပါသွားပြီငါရမလာပြီခွေးရမလာကွာဆိုင်ရင်ဒီပါလေးမင်္ဂလာပါကိုမင်္ဂလာပါဗျာဟိုဘက်ကကချစ်ချာမဖြစ်နေရလဲဒီခေါ်နေတာမဖြစ်နေရလဲမကောင်းခွန်နေရဒီကအဲ့လိုပဲဘာပြောချင်လဲမသူပြောပါဦးမင်းခေါ်နေတယ်ရေဝေးရကောင်းမွန်ပြောသနာအေးတနေကိုထိုင်ပြေးတဲ့စိမ့်သေးချေနဖူးကချေရတီရောချစ်နေမယ်တနေကိုထိုင်ပြေးတဲ့စိမ့်သေးချေအချာနဖူးကချေရတီရောချစ်နေမယ်အလိုက်မိုက်တယ်ကွာစမ်းနေတာကျုပ်ကလေးရလဲလှအတန်လေးရလဲခေါ်မင်းရဲ့လှပတရားရလဲဒီလဲခံစားရတယ်ကွာတကယ်လို့နတ်ရှိစာတော်တွေဖြစ်တဲ့ရှင်မဟာယထတာရအလဲရှင်မဟာတိလဝန္တနတ်ရှင်တော်တို့များတွေ့ရလို့ရှိရင်လေမင်းရဲ့အလှတရားတွေကိုစာဖြင့်ဆိုတော့ပါရဲ့ကွာပဇတ်တဲ့တကလုံးနဲ့မလိုက်လိုက်တာကွာမင်းရဲ့အလှတရားတွေကိုစာဖြင့်ဆိုတော့ပါရဲ့ပြောစမ်းစန်းနီလာဝင်းဆိုတဲ့ကညာစစ်ပြိုတယောက်ရဲ့စန်းနီလာဝင်းဆိုတဲ့ကညာစစ်ပြိုတယောက်ရဲ့ဟဲ့ရကိုချစ်ချောရလေနာဂိဆိုကြောက်တယ်ဒီနေ့နာဂိသွားချက်ဆိုတော့ဘာဆိုင်လို့လဲလို့ငါလည်းကြောက်တယ်ကြောက်ပြောမယ်ညီမလေးရဲ့တို့မောင်သမားကြီးကတာပြောကြမကောင်းဘူးလားပြောချက်ကောင်းတာပေါ့မင်္ဂလာရှိရဲ့ပိတ္တကြီးကိုမင်္ဂလာချင်းကမှဖြောပြရတော့ဝမ်းသာတယ်တော်ဝင်တဲ့ပေါ်ပင်ကိုအားပြည့်တဲ့အားလုံးမိသားစုများကျမ်းမာကြပါစေဆိုတို့မောင်သမားကြီးမေတ္တာပို့တယ်မှန်တယ်ဗျာပေါ်ပင်ပန်းလေးပေါ်ပင်ပန်းလေးဟုတ်တယ်တော်ဝင်နဲ့ပေါ်ပင်မှာဟုတ်ပြီကမိုးကျော်ရေခေါ်ပြီကိုကျော်သူခေါ်ပြီဟိုဘာလဲရှောက်ပြီဒီမှာငါပြောမယ်နာမည်မမားနဲ့စိုးပင်မောင်မရုပ်ချစ်ကြီးတယ်ဒီနေ့ဘယ်မှာမဲဘယ်ဆိုးပြန်တချို့မသိဘူးမှန်တယ်ခင်မောင်စိုးသိန်းထောခမောင်စိုးသိန်းထောဆိုနီမိုးကျော်240ဘယ်ဆိုနီဘယ်ဆိုနီဘယ်မိုးကျော်မှမသိဘူးတချို့ကငါကိုဆိုနီလို့မခေါ်အေးပေါ့ဆိုနီလို့မခေါ်တာခွေးကြိုက်ထားတဲ့နာအဲ့တောင်းစားနဲ့မခေါ်တာငါတက်ကတူကြောင်းတာသူကမူလာနာဆိုနေဘာမှဆိုင်မူလာနာတဲ့တက်ကတူနဲ့ကွာလိုက်ဒီကဆိုနီကိုခေါ်သူခေါ်ဟာဆိုနီပြန်ခေါ်တာပြန်ခေါ်ရမယ်အေးလေးလေးဆိုနီရေဟဲ့ဘုကတော့လှော်ရတာပဲဘာတူလဲတော့စမ်းနေလာဝင်းလေဒီလိုနဲ့ပြောကြအရေးနဲ့တင်းဖြတ်နေတာကြာစမ်းနီလာဝင်းဟုတ်တယ်ကောင်းကောင်းပြောပါမင်းကဟိုကောင်ကချစ်ချောတဲ့ပုံမှန်ခေါ်ပြီးမှဒီဘက်ကဆိုနီမိုးကြော်မင်းကလေးလေးကနည်းနည်းဒါပေါ်ပြီနေပေါ်ပြီနေဟဲ့လေးကနည်းနည်းကြည့်လို့နောက်မှခေါ်တာကြီးတော့မင်းတို့ကနောက်မှခေါ်တယ်ဒီမှာစမ်းနီလာဝင်းမင်းကအခုလိုတွေ့မှနှခမ်းလေးတွေကိုနှခမ်းဒီဆိုးပါးလေးတွေကိုပါးနီဆိုးနှခမ်းဒီပါးနီဆိုးပြီးတော့အချောလာပြင်မင်းတို့အဲ့ဒီအချောလာတွေပြင်တော့တက်တက်မင်းသားဒုတိထေယောက်ျားလေးနဲ့မိန်းမချစ်တယ်ဆိုတာတဘာဝဟုတ်တယ်ထာဝရဆိုတာချစ်ပါကွာဘောဆိုတာတိုက်ပွဲဟုတ်ပြီဘောဆိုတာတိုက်ပွဲဆိုနေတော့ဖို့ရတော့အော်ပိတ္တမြလူရှင်တော်မင်းသမီးမိအောင်မှာရည်စရာမောစရာတူတားပြောမရပြောတဲ့ကိုင်းနဲ့တွေ့တယ်ပိတ္တတမျိုးမထင်ပါနဲ့ဒါမိအောင်မှာစစ်မောမှာမို့လို့ပါလုံးမလို့ပါဒီရွက်ကြတော့သမီးကြီးမှရည်စားဖြစ်တာသမီးစားဆိုအဲ့ဒီကစတာဟုတ်ပြီတချို့ယောက်ျားမိန်းကလေးအတိုင်းအထိတမျိုးဖြစ်တယ်စိတ်ပြောင်းတယ်အလကားပြောတာပါသမီးလေးဥကိုင်းနာကိုင်းလေးသမီးလေးစိတ်ပြောင်းနေဘလို့မှမနေဘူးဘလို့မှမနေဘူးတရားတည်တော့ဘလို့မှမနေဘူးမှန်ပါဗောမင်းကိုကိုင်းတယ်ဘလို့နေတော့ကောင်းတယ်ကောင်းတယ်လို့မဆိုတော့ဘူးတကယ်တော့အပေါက်ကုတ်တွေရောင်းဆုံးနေတာအပေါက်ကုတ်တွေရောင်းဆုံးနေတာတကယ်တော့32ခါကုတ်တယ်32ကုတ်တာဒါလေးပါရှိတယ်အာဘောပထဝီတေသိအာဘေးဝါသေးဟာရေပထဝီတေသိအာဘေးဝါသေးပထဝီတေသောအာဘောဝါရောဆိုဓာပူကြီးလေးလုံးဓာတ်ကြီးလေးပါခုလိုမိတ်ကကလေးခြေလဲထားတော့စမ်းနေလဲဝင်လှအင်ကြီးလေး2000နဲ့3000နဲ့ဝတ်တော့စမ်းနေလဲဝင်လှနေတယ်ဦးမိုးကျော်တို့ကလည်းတော်ဝင်နဲ့ပေါ်ပြီဟုတ်တယ်မင်းသမီးကခေါင်းဆောင်မင်းသမီးမှန်တယ်ဗျာဆိုကရေးဒီမှာရွှေသိန်းစုရှင်ဟုတ်တယ်ဗျာဆိုကရေးဒီမှာရွှေသိန်းစုရှင်ဟုတ်တယ်လူရှင်တော်ဖလားကရွှေသိန်းစုရှင်ဟုတ်တယ်ရွှေသိန်းပဲဖွဲ့စည်းရတာကြီးရင်ကြီးပြတ်စမ်းပါဟုတ်တယ်မင်းသမီးတို့လက်ကင်တယ်ပခုံးဖက်တယ်မကောင်းဘယ်ကောင်းမှာဒါတို့တော့မောင်နှမတွေမှန်တယ်သမီးလက်ကိုဥပုံကွာဒီလိုခိုင်းသမီးဘလို့နေလဲဘလို့မှမနေမောင်နှမတွေသမီးဝက်လက်စမ်းကြွားချင်းကတ်လိုက်စမ်း
သမီးဘလို့နေလဲ နေပါဦးပါ မောင်နှမတွေဘလို့မှမနေဘူး ဟုတ်ကြပါနဲ့မိသားစုတွေကားနေတဲ့ပွဲအမှုပညာဦးလိုက်ပန်းစင်တဲ့ပွဲမှန်တယ်ဒီနေ့အမှုပညာအတွက်အသက်ပင်သေးသေးဟုတ်ပြီရိုးပင်ကျေကျေဟုတ်ပြီစံဒီလာဝင်းကနေတန်းလာကတည်သွားပါစေမင်းသမီးကိုင်းတရားဆန်းသလားမဲဆမ်းမလေးမဆမ်းဘူးဟဲ့မလေသမားလေလုံးရင်းတရားဆန်းသလားမဲဆမ်းမလေးအလုံးသမားလုံးလုံးတရားဆန်းသလားမဆမ်းဘူးစောနီချီးပင်းသူရင်မွေကြိုက်တာဆန်းသလားဟာဘယ်ဆမ်းမလေးမွေပွဲပါ35កောင်ဘာတော့ဒီကွာအမှုပညာပါကဲဦးလိုက်မှာပန်းစင်တာတို့ရေခမရသမီးတို့တော်ဝင်နဲ့ပေါ်ပင်ညင်းကိုတီဗီဖန်သားပေါ်မှာကြည့်ရှုအားပေးကြတဲ့အညစ်ချစ်တဲ့ပရိသတ်များအားလုံးကိုအစင်ကားတော့ပြုလျက်ပါရှင်ဟုတ်ပြီပါပါတယ်ဒါကြောင့်မင်္ဂလာအပေါင်းခါညောင်းဝေစာပြည်မြန်မာမှာဆွေတဟာအပေါင်းတို့သည်တရားတိလတုတ္တဇာကပညာဟီရီအော်တဘာဆိုတဲ့သူတော်ကောင်းဥစ္စာခုနှစ်ဖြာနဲ့အညီအစင်သာဆင်မြန်းပြီးမိုးဆန်းပန်းလိုရွှေလန်းထာဝရပြည့်စုံကြပါစေကြောင်းသမီးစန်းနေလာဝင်းကကာတော်လည်းနေနှုတ်ဆက်ကားတော့ပြုရပါတယ်ရှင်ကြည့်ရမှာပါကောင်းပါခင်ဗျာကောင်းပါခင်ဗျာကိုရီခင်ဗျာဤကဘာလောကမြေကြီးမှာသမီးတို့ကိုရိုဥတို့လိုပုရုဇဉ်လူသားတွေဟာတန်တရားရင်ကျော်မှာမျောပါလာကြပုံကတမတာပါပဲရှင်မှန်ပါဗျာဟုတ်ပါတယ်ဒါကြောင့်အချစ်နဲ့အမုန်းအပြုံးနဲ့အမစ်အရီနဲ့အငိုအလွမ်းနဲ့အကျန်းဆိုတဲ့တန်ရောစင်နဲ့ရှောင်သွင်းမှုဆိုတာလည်းရှိစမြဲပါပဲမှန်ပါဗျာဟုတ်ပါတယ်ဒါကြောင့်လေမတီးမြဲတဲ့မောင်ရဲ့အချစ်ကိုယုံစားရမှာရေပြီးတော့တစ်ဖက်သားမှာရှက်အားပူပြီးငိုရမှာကိုသမီးအရန်ကြောက်တယ်ရှင်ဟုတ်လားကျင်းစာတက်တဲ့စိတ်တွေဦးအာမနာနဲ့ဦးအာမနာနဲ့ဟိုပါလေပြီးတော့သမီးတခုပြောစရာရှိတယ်ဘာပြောမှလဲတဲ့သမီးချစ်သူအကြောင်းပါဟုတ်ပြောသမီးချစ်သူကဒိတ်တော့မပြောင်းပါဘူးနော်သမီးပြောတော့မှာချစ်သူကလေတင်ချာကတိကနဲ့ဘွေးရထားတာရှင်တော်လိုက်တော့အဲ့ဒါဆိုရင်တေတော်တော်ပဲတင်ချာကတိကငါနဲ့နီးစပ်တယ်ဒီကဘာပါတာလဲငါကလည်းတင်ချာပါလာနဲ့ပဲငါအခုတင်ချာပါလာမှာတင်းနဲ့နစ်နဲ့ပေါင်းနဲ့စာအုပ်ငါကောင်းကောင်းကျွမ်းနေပြီဟုတ်လားမတင်းနဲ့နစ်နဲ့ပေါင်းဘယ်လောက်လဲမသိလို့လားသုံးပေါ့ဟောတင်းနဲ့နစ်နဲ့ပေါင်း3မဟုတ်ဘူးဘာတော့မတင်းနဲ့နစ်နဲ့ပေါင်းတာ6ဟုတ်ပါဆိုင်တော့အော်ကိုစိုးနီမိမ2ယောက်နဲ့ပေါင်းတာခလေး6ယောက်ရတယ်လေအဲ့ဒါမင်းငယ်မပါသေးဘူးအာတမီးပြောပါသမီးပြောအားကြောင့်မို့လေသမီးချစ်သူကတင်ချာနဲ့ဘွေးရထားတယ်ဆိုတော့သမီးကလည်းသူ့ကိုစကားပြောတဲ့ခါကျရင်ကိန်းကနန်းလေးကိုထိတ်ပြီးတော့ပြောချင်တယ်သိလားဘယ်လိုပြောကြပါဦးတင်ချာတက်တယ်ကြားလေအောင်ဗျာကြားတက်တယ်အချစ်ကလေးတစ်ချစ်ရှိတဲ့နေရာအမုန်းလေးတစ်ခုယူမလာနဲ့ရှင်တန်ရောစင်3 4 5ခုကျမမှာရှိပါတယ်ဟုတ်လားမျက်ရည်ချောင်းလေး6ခုစီးရင်ဂယုနာမိုးကြီး9ကျင်းရွာမယ်ပြီးတော့အသေးတစ်ချမ်းကွေးသွားရင်တော့ကြံတစ်ချမ်းလေးနဲ့ကျမလွင်ပြရစီလို့ဟုတ်ပါတယ်ဒီเจ้าညာလေးကိုဆရာဦးစိတ်ထားကကိန်းကနန်းများဆိုတဲ့ချင်းတစ်ပုဒ်နဲ့ရေးဆက်ပေးထားပါရှင်ဆရာတပည့်ထားလိုက်တော့ဦးစိတ်ဓာရေးထားတဲ့တချင်းလေးဟောဒါလေးနဲ့ဖြောပြခြင်းနဲ့လားဟုတ်ကဲ့ကြားဗျာဦးစိတ်ဓာကိုတချင်းရေးသလိုလိုနဲ့တင်းညံသာရေးထားတာပေါ့နော်ကြားရတယ်လားခင်ဗျာကြားတယ်နားသင်ကြပါသူကြားမယ်ဗျာချစ်လေးတစ်ချစ်ရှိတဲ့နေရာအမုန်းလေးနှစ်ခုယူမလာနဲ့ရှင်တန်ရောစီ3 4 5ခုကျမမှာရှိပြီးတော့မြေချောင်းလေး6ခုစီးရင်ဂယုနာမိုးကြီး9ကျင်းရောမေးသေးလေးတစ်ချက်ခွေသွားရင်တော့ချက်တစ်ချက်လေးနဲ့ကျမလွမ်းမရစေရှင်ချစ်ရှိနေရအမုန်းလေးနှစ်ခုယူမလာနဲ့ရှင်တန်ရောစီ3 4 5ခုကျမမှာရှိပြီးတော့မြေချောင်းလေး6ခုစီးဂယုနာမိုးကြီး9ကျင်းရောမေးသေးလေးတစ်ချက်ခွေသွားရင်တော့ချက်တစ်ချက်လေးနဲ့ကျမလွမ်းမရစေရှင်